ဆုံးခြင်းသာရရှိခဲ့ပြီဒါကိုမှရင်တစ်ခုလို့မထင်ချင်မှာလမ်းဟောင်းလေးမနှလုံးသားတစ်ခုရဲ့တီးတို့မူတမ်းကြားနိုင်မလားအိမ်မတစ်ခုဟာပြီးဆုံးခဲ့ပြီလောင်ခဲ့ခြင်းပြဘဝကိုဆုံးသမတော်ပါဆုံးနိုင်ခွင့်ရှိလဲဆုံးခြင်းမေးပါရဲ့ဒီလမ်းလေးပေါ်မှာ